ရွာပြင်ကချောင်းဆက်မှာအောင်ကြီးဖိုးတုံးနဲ့ဇော်ဝင်းတို့၃ယောက်ဟာမိုးသေးထန်စွာရွာနေတော့ငားရှာရင်းရောက်သွားကြတယ်။အဲ့ဒီမှာချောင်းနှံပေးကရှော်ပင်တွေကြားထဲမှာတဝက်လောက်နစ်မြုပ်နေတဲ့အနီရောင်ပသိမ်ထီအဟောင်းတစ်ချောင်းကိုအောင်ကြီးကတွေးလိုက်ရတယ်။ထီကအယောင်ကလက်ဆက်နေတော့မယ်။အောင်ကြီးကဒီမှာထီတစ်ချောင်းတွေ့တယ်ဟာမိုးရွာနေတာနဲ့အတော်ပဲဆိုပြီးကောက်ဆောင်လိုက်တယ်။ဖိုးတုတ်ကဟေ့ကောင်အဲ့ဒီနေရာကလွန်ခဲ့တဲ့တစ်ပတ်ကမိန်းကလေးတယောက်ရင်းနစ်တေထားတဲ့နေရာလေးပြန်ထားလိုက်ပါလို့တားပေမဲ့အောင်ကြီးကဂယုမဆိုင်ပဲအိမ်ကိုယူလာခဲ့တယ်။အဲ့ဒီညအောင်ကြီးအိယာဝင်ခါနီးမှာသူ့ရဲ့အိမ်ရှိကန်ကျမ်းပြင်ပေါ်မှာရေဆိုနေတဲ့ခြေရာသေးသေးလေးတွေကိုတွေ့လိုက်ရတယ်။ခြေရာတွေကအိမ်ရှိတကားကနေအောင်ကြီးရဲ့အိတ်ခမ်းရှိအထိဦးတည်နေတာပါ။သူကျန်းတိုက်ပြစ်ပေမဲ့မျက်စိတမိတ်အတွင်းမှာခြေရာတွေကပြန်ပေါ်လာတတ်တဲ့အောင်ကြီးကသူယူလာတဲ့ထီးနီကိုအိမ်နောက်မှာထောင်ထားလိုက်တယ်။ဒါပေမဲ့ထူးဆန်းတာကမိုးမရွာတော့တာကြာပြီဖြစ်ပေမဲ့အဲ့ဒီထီးကနေရေတွေတောက်တောက်နဲ့စီးကျနေတော့မယ်။အဲ့ဒီရေတွေကတာမန်ရေမဟုတ်ပဲချောင်းထဲကရေမော်နဲ့အသားပုံနဲ့တွေရနေတယ်။နောက်ရက်မှာဖိုးတုံးနဲ့ဇော်ဝင်းတို့ရောက်လာတဲ့အခါအောင်ကြီးရဲ့အိမ်ထဲမှာလေထူးကအရန်ကိုအေးစိတ်နေတာကိုခံစားရတယ်။သူတို့၃ယောက်ထိုင်နေတော့မှအောင်ကြီးရဲ့အနောက်ကမှောင်ရိပ်ထဲကနေသပင်ရှည်ကြီးနဲ့မိန်းကလေးတစ်ယောက်ရဲ့လက်ချောင်းဖြူတွေကအောင်ကြီးရဲ့ပခုံးကိုလာကင်တာကိုဖိုးတုတ်တို့မြင်လိုက်ရလို့အော်ဟစ်ပြီးထွက်ပြေးကြရတယ်။အောင်ကြီးမျက်နှာတစ်ဖို့မှန်ရှိရက်လိုက်တဲ့အခါမှန်ထဲမှာသူ့ရဲ့အနောက်မှာမိန်းကလေးတစ်ယောက်ရက်နေတာကိုတွေ့ရတယ်။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီမိန်းကလေးမှာအရေးမရှိသလိုမျက်နှာလည်းမပါဘူး။သူမကအောင်ကြီးရဲ့နားနားကိုကပ်ပြီးငါထီးလေးဆောင်ပေးလို့ကျေးဇူးတင်ပါတယ်အခုငါအလှဲ့ပဲလို့ရေတံတပွက်ပွက်နဲ့ပြောလိုက်တယ်အောင်ကြီးရဲ့ကိုယ်ပေါ်မှာတဖြည်းဖြည်းနဲ့ရေညှိတွေပေါက်လာသလိုမျိုးအစိမ့်ကွက်တွေပေါ်လာတယ်သူ့ရဲ့အဆုတ်ထဲမှာလည်းရေတွေပြည့်နေသလိုခံစားရပြီးအသက်ရှူတိုင်းရေတံတွေထွက်လာတယ်ဖိုးတုံးနဲ့ဇော်ဝင်းတို့ကအောင်ကြီးကိုထီးပြန်ထားဖို့ချောင်းဆက်ကိုအတင်းခေါ်သွားကြတယ်သူတို့ချောင်းဆက်ရောက်တဲ့အခါပတ်ဝန်းကျင်တစ်ခုလုံးကမြူတွေမှောင်ပိတ်သွားတယ်သူတို့ဘယ်ဘက်ကိုပြေးအဲ့ဒီမိန်းကလေးရင်းနစ်တေဆုံးခဲ့တဲ့နေရာကိုပဲပြန်ရောက်နေတယ်။အဲ့ဒီအချိန်မှာချောင်းထဲကနေရင်းနစ်တေဆုံးသူတွေရဲ့လက်တွေအများကြီးထွက်လာပြီးသူတို့၃ယောက်လုံးကိုချောင်းထဲဆွဲသွင်းဖို့စူးစမ်းပါတော့တယ်။မနက်လင်းလို့ရွာသားတွေလိုက်ရှာတဲ့အခါအောင်ကြီးဖိုးတုံးနဲ့ဇော်ဝင်းတို့ကိုချောင်းဆက်မှာတတိလစ်ပြီးလဲနေတာကိုတွေ့ရတယ်။ဒါပေမဲ့ထူးဆန်းတာကအောင်ကြီးရဲ့ဘေးမှာထီးနီအိုကြီးကပွင့်လျက်သားရှိနေပြီးအောင်ကြီးရဲ့ကိုယ်ပေါ်မှာတော့ရေတွေဆူရွှဲနေတော့မှာပဲ။ဒီဖြစ်ရပြီးနောက်ပိုင်းအောင်ကြီးကပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်လို့ထင်ရတယ်။ဒါပေမဲ့တပတ်ကြာမှရွာသားတွေသတိထားမိတာကအောင်ကြီးဟာနေပူထဲထွက်ရင်အရေးမထွက်တော့တာပါပဲ။ပြီးတော့သူဟာစကားပြောရင်လည်းအရင်လိုမဟုတ်ပဲမိန်းကလေးတစ်ယောက်ရဲ့လေတံမျိုးပေါက်နေပြီးညနေတိုင်းမှာချောင်းဆက်ကိုသွားပြီးထီးနီလေးဆောင်ကရေထဲကိုငေးကြည့်နေတတ်တာကိုတွေးလိုက်ရတဲ့အခါအောင်ကြီးရဲ့ဝိညာဉ်ဟာထီးထဲမှာကြံရစ်ခဲ့ပြီးသူ့ခန္ဓာကိုယ်ကိုတော့အဲ့ဒီမိန်းကလေးကအစားထိုးဝင်ရောက်သွားပြီဆိုတာကိုအားလုံးကသိလိုက်ကြပါတော့တယ်။